စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုအခြေခံပြီးတော့မထေမြတ်တွေပြောခဲ့တဲ့စကားလူတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့စကားတွေလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်သူပြောလိုက်တဲ့စကားလေးကတပိရေဝသမာသေးထပဏိတိဟတ္ထဓတ္တိပိတပိရေဝသမာသေးထဆိုတဲ့စကားလုံးကတကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲဆုံတွေ့ပါစေဆုံတွေ့အောင်ကြိုးစားကြပါလူတော်လူကောင်းတွေဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေတုံးဆိုပဏိတိဟိအဋ္ဌဓတ္တိပိအဋ္ဌဓတ္တိဆိုတာတကယ်ရဲ့ဘဝရဲ့အဓိပ္ပာယ်ကိုသေသေးချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်တွေပေါ့အဲ့ဒီပညာရှိပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဒါမှသာဝရစိတ်နှလုံးအေးချမ်းမှုဆိုတာဖြစ်မှာတာမန်ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်နေတို့ဆိုတယ်နော်ဘဝမှာစိတ်နှလုံးချမ်းမြေ့စွာနေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုအမျှော်မြင်ရှိတဲ့ပညာရှိသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုကြိုးစားပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေ့လိုက်ရတဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပိဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ကြည့်လိုက်တဲ့အခါတပိဆိုတဲ့စကားလုံးကတဘာယံတာထုတဘောဆိုတဲ့စကားလုံးကလာတပ္ပဆိုတာပွဲလေတဲ့တဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်မိုးရှိတဲ့စကားတွေကြားရတယ်စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျှော်မြင်ရှိတယ်သူပြောတဲ့စကားအတိုင်းနေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရအောင်အဲ့တော့တဘာယံတာတုတ္ဘောပွဲလေတဲ့တဲ့ပုဂ္ဂိုလ်လူတွေကောင်းမှာဂုဏ်ရှိတရေရှိပတ်စံရှိလို့ဂုဏ်ရှိတရေရှိမဟုတ်ဘူးမွန်ရည်တယ်ပညာရှိတယ်တိမ်မွေးတယ်အကျိုးကြောင့်ဆင်ခြင်တဲ့အသိဉာဏ်တွေရှိတယ်အမျှော်မြင်ရှိပြီးတော့လောကရဲ့ပြဿနာတွေကိုဆုံးဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုသူတော်ကောင်းလို့ခေါ်တယ်။တမားပြည့်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘာသာတရားတွေနဲ့ကြည့်လိုက်မြန်မာလူမျိုးတွေကိုးကွယ်နေတဲ့ဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကဘာတွေဟောခဲ့တော့ဒုစရိုက်စရိုက်ဆိုးတွေကိုမလုပ်ကြနဲ့ဒုစရိုက်တရားတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးစိတ်ယုံမာတွေမမွေးကြနဲ့စိတ်ယုံမာတွေရှိလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဒါကြောင့်မို့တူဘောတူမေတ္တာထားကြစိတ်ကောင်းနှလုံးကောင်းမွေးကြကိုယ်နဲ့နှိမ့်ကြသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအကျဉ်းနာပွားကြကိုချင်းစာတရားထားကြကိုယ်နဲ့တာလွန်သွားတဲ့ပုဂ္ဂိုလ်လည်းပဲသဘောပေါက်နားလည်ပြီးတော့သူ့ပေါ်မှာမနာလို့မရှုစိတ်မဖြစ်ကြနဲ့တစုံတစ်ယောက်ကကိုယ့်ကိုစော်ကားတော်လည်းပဲအညှိုးတေးတွေထားပြီးတော့တုံ့ပြန်တဲ့ရံဘက်တွေမလုပ်ကြနဲ့ဆိုမငြိမ်းချမ်းအောင်ဆုံးမပေးတာဖြန့်ဖြေပေးတဲ့စိတ်နေသဘောထားတွေတကယ်အေးချမ်းမှုကိုဖော်ပြတာအဲ့ဒါလို့ပြောတဲ့ပုဂ္ဂိုလ်တမိုးရှိတယ်ငုံမခံနဲ့ချသူကဒုံနဲ့ဆိုငါဓာတ်နဲ့ဆိုငါလက်နဲ့ဆိုအဲ့လိုမြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာရှိတယ်လေအဲ့ဒါလို့ငုံမခံနဲ့အပြတ်ရှင်းဖြတ်ကြတတ်ကြဖြတ်ကြဆိုတဲ့ပုဂ္ဂိုလ်တိုက်တွန်းတဲ့ပုဂ္ဂိုလ်နဲ့မလုပ်ကြနဲ့အလုံးသိခံပြီးတော့တုံးနဲ့တူဆင်ပြေအောင်ကိုချင်းစာတရားနဲ့နေကြဆိုတော့ဟောအေးချမ်းမှုနဲ့ပူလောင်မှုကမတူနော်ပူလောင်မှုကမတူသို့သောလောကသားတွေအနေနဲ့ကတော့ငုံခံလိုက်တာကိုအရှုံးပေးတယ်လို့ယူဆကြတယ်ရှုံးပေးတယ်ဒီဘဝမှာသူကကြည့်လိုက်လို့ရှိရင်ရှုံးသွားတယ်လို့ယူဆကြတယ်တကယ်ကတော့မြတ်စွာဘုရားကအဲ့ဒါလို့မမြင်ဘူးမရှုံးဘူးဘာကြောင့်မရှုံးလို့ဆိုရင်မင်းရဲ့ရင်ထဲနှလုံးမှာဒေါသဆိုတဲ့အကုသိုလ်မဖြစ်တာကိုမင်းမှမရှုံးဘူးဒေါသအကုသိုလ်ဖြစ်လို့ရှိရင်အ ਨੇ ဆုံးဒီလူဟာဖြစ်ရဘဝမှာအယုတ်ဆိုးကြည်တံဖြစ်မယ်နောက်ဘဝရောက်သွားလို့ရှိရင်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့ရှောက်ရပုံဟာ
အပင်ငရဲပဲဖြစ်တယ်အပင်ငရဲကလွတ်လာလို့ရှိရင်လေသူဟာဒေါသကြီးတဲ့တိရစ္ဆာန်မျိုးတွေပဲဖြစ်တယ်ခွေးဖြစ်ရင်လည်းတဟောင်ဟောင်လုံးတဲ့အကောင်မျိုးကြိုက်တတ်တဲ့ခွေးနော်ကြားဖြစ်မယ်ခြေသေးဖြစ်မယ်ရန်လိုတဲ့အမျိုးအစားမျိုးတွေဖြစ်တယ်ဆိုတော့သူဟာဘယ်ဘဝရောက်ရောက်ကောင်းနိုင်စရာအကြောင်းမရှိတော့ဒီဒေါသတွေနဲ့တဟုံဟုံမှန်မှုပြီးတော့သူ့ဘဝဟာအေးချမ်းတယ်ဆိုတာမရှိအဲ့ဒါလို့တစ်ဖက်သားကိုအနိုင်ယူတဲ့အဆိုးတွေဖြစ်တော့သူတို့နိုင်တဲ့ပုဂ္ဂိုလ်ရောမပေါ်ဘူးလားဆိုပေါ်လာတာပဲလေပေါ်လာတာတုံ့အလှဲ့ဆိုတာမျိုးကလောကမှာရှိတာအနိုင်ယူရင်အတုံ့အလှဲ့ရှိတယ်အနိုင်မယူဘူးနော်အရှုံးပေးနှလုံးအေးတဲ့ဆေးဆိုရင်ရှုံးပေးလိုက်ခြင်းအပြင်လောကမှာတော့ရှုံးသွားတယ်လို့ထင်တယ်မဟုတ်ဘူးဘယ်သူကိုရှုံးပေးတာတော့ဆိုလို့ရှိရင်မေတ္တာနဲ့အရှုံးပေးတာသာဖြစ်တယ်တုံ့ပြန်မှုမလုပ်တာကိုပဲလူတွေကအရှုံးပေးတယ်လို့ခေါ်တယ်သို့တော့အနိုင်ရလိုက်တာကိုယ်ကနိုင်ရလိုက်တာပညာရှိသူတွေကသူတော်ကောင်းတွေကဘယ်လိုဟောကြတော့မြတ်စွာဘုရားကိုယ်တိုင်ကဘယ်လိုခံယူချက်ထားအာကောဒေနစီနေကောတာစိတ်ဆိုးနေတဲ့လူကိုမင်းကမစိတ်မဆိုးပဲသိခံခြင်းနဲ့အနိုင်ယူလိုက်ပါသူ့ဘာလို့တုံ့ဖက်မလဲစိတ်ဆိုးမလဲသိခံခြင်းနဲ့အနိုင်ယူလိုက်ပါသိခံလိုက်လို့ရှိရင်သူလည်းဒေါသပြေသွားမယ်ကိုလည်းဒေါသပြေသွားတယ်သူဒေါသကိုဒေါသနှစ်ခုဖြစ်ပြီဆိုလို့ရှိရင်ပိုပြင်းထန်လာတယ်ပြင်းထန်လာတဲ့အခါမှာသူပဲဖြစ်စေကိုပဲဖြစ်စေတူဟာနစ်နာပြီးမဆုံးနိုင်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရလိမ့်မယ်ရင်ဆိုင်ပြီးလို့စိတ်ပြေသွားတဲ့အခါကျတော့မှားကုန်ပြီပြင်လို့မရတော့အဲ့ချိန်ကျနော်အနိုင်ယူလိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲပြစ်မှုသူဆက်ခံရတော့မယ်နော်ပြစ်မှုဆက်ခံရတော့မယ်တော့အရှုံးမပေးလို့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကလည်းပဲဘဝမှာအသက်ဆုံးလိုက်ရတာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ကိုယ်ကနိုင်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်နိုင်လိုက်လို့တစ်ဖက်သားသိဆုံးသွားပြီဆိုရင်သူလည်းရာဇဝမှုနဲ့ဒုက္ခရောက်အောင်ပါရက်သွားတာမဟုတ်ဘူးနောက်ပြဿနာတစ်ခုထပ်တက်တာအဲ့တော့ရသော်ဘုရားရဲ့အဆုံးအမသူတော်ကောင်းတွေရဲ့အဆုံးအမဆိုတာအာကောဒေနစိနေကောတာဒေါသကြီးလို့ရှိရင်မေတ္တာနဲ့အနိုင်ယူလိုက်ပါမေတ္တာနဲ့ငြိမ်းသက်လိုက်ပါသူဒေါသငြိမ်းသက်လိုက်လို့ရှိရင်မိတ်ဆွေမပြတ်အခင်မပြတ်နောက်ကျဖြစ်သွားအဲ့ဒါလို့အနိုင်ယူနည်းတွေကိုအကြောင်းကျိုးဆင်ခြင်ပြီးတော့ပြောပြတဲ့ပုဂ္ဂိုလ်တွေကိုတပ်ပြီးရေဝတမသေးတာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ပဲဘဝမှာဆုံတွေ့ပြီးသူတို့ရဲ့အကြံဉာဏ်တွေသူတို့ရဲ့အဆုံးအမတွေနဲ့ပဲနေတာကောင်းတယ်လို့ဒီပုံနာမထေရကအဲ့လိုမရှိတာနော်သူ့ရဲ့အမတ်တရားစကားဟာအဲ့ဒါကြိုးကြောင်ဆင်ခြင်တတ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုဆုံတွေ့ဖို့ကြိုးစားပါတဲ့အဲ့ဒါလို့ကြိုးစားလို့ရင်ရလာတဲ့အကျိုးဟာအမှန်တမ်းကြီးမားပါတယ်လို့ဆိုပြီးတော့အဆက်ပြောတော့ဆိုအထံမဟန္တံဂံဗီရံဒုဒ္ဒတံနိပုဏံအနုတဲ့တမန်လူတွေကဒီလိုအချက်ကိုမြင်ခဲ့တယ်ဘာလို့အရှုံးပေးရမှာလဲသူချကိုချပေါ့ဆိုတာမျိုးမြောက်ပိတ်မှာပဲလေခေါ်ရတော့မဟုတ်ဘူးဖြစ်ပေါ်လာမဲ့ပြဿနာတွေကိုကြိုတင်မြင်လိုက်တယ်မြင်လိုက်သည့်အတွက်ကြောင့်သူ့ရဲ့အတွေးဟာနဲ့နဲတယ်ဖြစ်ပေါ်လာမဲ့အကြောင်းအရာတွေအကုန်သိလို့နော်အလွန်ကြီးမားတဲ့အကျိုးအမြတ်တူနဲ့တူရှံစားဆိုတာမရှိဘူးဟောလောကကြီးမှာဟိုအင်္ဂလိပ်ဘာသာအုပ်တွေထဲမှာလည်းပဲရှိတယ်လေနာမည်တော့မေ့နေရိုမီယိုတို့ဘာတို့အဲ့ဒီရှိတ်စပီးယားရေးတဲ့ဝတ္ထုတွေထဲမှာဆိုရင်ဆွေမျိုးတွေအစဉ်အဆက်ရံပဲဖြစ်နေကြတာလေနောက်ဆုံးမှာတူတူနားလည်မှုယူတဲ့အခါမှာအဲ့ဒီရန်ညှိုးဟာပြတ်သွားတာလို့ဆိုရင်သူနိုင်တဲ့အလှဲ့ကိုနိုင်တဲ့အလှဲ့သူကဥတဲ့အလှဲ့ကိုကဥတဲ့အလှဲ့ကျက်လက်ကဖြစ်နေကြရန်ညှိုးဆိုတာဟာဒီဘဝတည်းမဟုတ်ဘူးတခါတော့ကနော်ဒီလိုရန်ညှိုးမျိုးတွေကြောင့်မို့လို့လူသားနဲ့ဘလူမလူသားအမျိုးသမီးတယောက်ကစပြီးတော့ဖြစ်တာလူသားအချင်းချင်းကစပြီးရန်ညှိုးဖြစ်ကြတယ်မျိုးသမီးနှုတ်အပြိုင်ဖြစ်တယ်ပေါ့နော်အိမ်တော်ဘက်အပြိုင်ဖြစ်တဲ့အခါမှာတ
တူတူမနာလိုတဲ့စိတ်တူကမနာလိုတဲ့စိတ်နဲ့ပျက်စီးအောင်ကြံဖန်နောက်ဆုံးမှအသက်ဆုံးရှုံးသွားတဲ့အခါမှာအဲ့ဒီမျိုးသမီးကအညှိုးတေးထားပြီးဒေါသနဲ့သိဆုံးသွားတယ်ညှိုးတေးနဲ့သိဆုံးသွားတယ်တင်းတော့သိသေးတာပေါ့နော်ခုခေတ်လူတွေပြောတာတော့နော်ကိုယ်အလှဲ့ကြတော့မနှွဲ့စဒန်းဆိုပြီးတော့အတုံအလှဲ့ဆိုတာလာမှာပဲဆိုပြီးအန်ကျိတ်ပြီးတော့မချမ်းနိုင်ဖြစ်ပြီးတော့သူဟာသိဆုံးသွားတဲ့အခါဘာသွားဖြစ်တုံးဆိုจิตติသွားဖြစ်တယ်ခုနကသူ့ကိုနိုင်ယူလိုက်တဲ့အမျိုးသမီးကဘာသွားဖြစ်တုံးဆိုသမင်သွားဖြစ်တယ်သမင်သွားဖြစ်တဲ့အခါသမင်မွေးတိုင်းจิตติကလာစားအတုံးလှဲ့ကြောင့်သူ့ကိုမှပုံမုန်းတာသူ့ကိုမှပုံမုန်းပြီးသူ့သားသမီးတွေကြီးပဲစားပြစ်တယ်ဘာမှမတတ်နိုင်ဘူးအဲ့ဒီအခါမှလည်းပဲသူကိုယ်တိုင်စားခံရတဲ့အချိန်လေးမှာနောက်မှကြမင်းကိုငါနိုင်မရစိတ်ဆိုပြီးတော့သူကလည်းပဲမကြေနိုင်မခိုင်းနိုင်နဲ့ဖြစ်သွားပြန်ဖြစ်သွားတဲ့အခါမှာလူမဘဝရောက်သွားဟိုမျိုးသမီးကတမင်မကဟိုဘလူမဘဝဖြစ်ပြီးတော့ခုနကလာလစားတဲ့ကျက်သိမကလူပြန်ဖြစ်လာတယ်အဲ့ဒီအချိန်မှာတစ်ခါပြန်ပြီးတော့အတုံးအလှဲ့လှုပ်တာပဲနော်မဆုံးနိုင်တဲ့ရန်ညိုးကလေးစားချေကြတယ်လို့ဆိုလို့တယ်အဲ့ဓာတွေဟာဒီလိုပဲဒေါသကိုဒေါသမေတ္တာနဲ့အနိုင်မယူသည့်အတွက်ကြောင့်ဘဝတန်လျာထိအောင်အမုန်းစိတ်တွေပါဝင်ပြီးတော့ဒုက္ခရောက်နေကြတယ်ဒီကနေ့ခေတ်ပဲကြည့်အကျမ်းဖက်သမားဆိုတာလေအမုန်းစိတ်တွေပြင်းထန်ပြီးတော့လူတွေကိုဘယ်သူပဲဖြစ်ဖြစ်တပ်ဖို့ဖြတ်ဖို့ဝန်မလေးတဲ့အနေအထားမျိုးတွေဖြစ်လာအဲ့ဒါမကောင်းတဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပေါင်းလို့မကောင်းတဲ့အတွေးခေါ်တွေခေါင်းထဲရောက်ပြီးတော့ဒီလိုဖြစ်ကုန်ကြတာအကယ်၍သာမေတ္တာတရားနဲ့တူဘောတူသိခညမယ်ခွင့်လွှတ်ကြမယ်နော်ဘယ်သူမှရမလို့ကြဘူးဆိုရင်ဒီအဖြစ်မျိုးကိုမရောက်နိုင်တော့ဘူးပေါ့ငြိမ်းချမ်းသွားမှသိကြတယ်ပေါ့ဒါကြောင့်မလို့မကန်နဲ့ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားလူမိုက်တွေရဲ့အပြောစကားတွေရဲ့ခြားထဲမှာနေမျောသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကောင်းရာအဖြစ်ကိုမရပဲနဲ့ငြိမ်းချမ်းမှုကလည်းဘယ်တော့မှရမှာမဟုတ်ဘူးလို့ငြိမ်းချမ်းမှုဆုံးရှုံးသွားပြီဆိုလို့ရှိရင်လည်းအကျိုးတရားတွေဟာများစွာဆုံးရှုံးသွားနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်ကျိုးတရားတွေဟာစက်တိုက်ဆုံးရှုံးသွားဖို့ပဲရှိတယ်တဲ့ဒီတာတမတိကိစ္ဆန္တိအပ္ပမတ္တဝိသကနာတကယ်တော့အရာရာမှာဆင်ញင်စဉ်းစားတတ်တဲ့ဆင်ញင်တုံတရားအရှိမြင်တတ်တဲ့အမျော်အမြင်ပညာအရာရာမှာခေါင်းနဲ့ပညာနဲ့စဉ်းစားတတ်တဲ့ပညာရှိပုဂ္ဂိုလ်များလာလျှင်နော်တကယ်ကိုငြိမ်းချမ်းမှုဆိုတဲ့အေးချမ်းသာရတဲ့အနေအထားတစ်ခုသာဝရပိုင်ဆိုင်မှုရနိုင်ကြပါတယ်တဲ့နှုတ်ဖို့ဆိုလို့ရှိရင်စိတ်နှလုံးအေးချမ်းမှုဆိုတဲ့တရားတွေဟာဆုံးရှုံးကုန်ကြမှာပါပဲလို့ဒါပုံနာမထေရရဲ့အမှတ်တရစကားပြောတာနော်အဲ့တော့အပေါင်းအသင်းဟာလွန်ရေးကြီးတယ်ပေါ့ဘုန်းကြီးတို့ဘဝမှာပေါင်းသင်းဆက်ဆံမှုဟာလွန်ရေးကြီးတယ်မကောင်းတဲ့လူနဲ့ပေါင်းလို့မကောင်းတဲ့အတတ်တွေတက်လာမယ်မကောင်းတဲ့အတွေးတွေခေါင်းထဲဝင်လာမယ်မမှန်မကန်တဲ့အမြင်တွေခေါင်းထဲရောက်လာမယ်ဆိုရင်အဲ့ဒီအမြင်တွေကိုအခြေခံပြီးတော့လူဟာဆိုးမိုက်ပြီးတော့နောက်ဆုံးမှာတန်တရားထဲမှာရုံမထွက်နိုင်တော့ခြေနေစိုးတွေနဲ့ကြုံတွေ့သွားနိုင်တယ်သူ့လက်ကိုယ်လက်ဆိုတာမျိုးတွေနဲ့ဒုက္ခရောက်သွားနိုင်တယ်လို့အဲ့တော့ဒီစကားအမှတ်တရစကားပြောတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုလို့ရှိရင်ရှင်ပုံနာဆိုတဲ့မထေရပုံနာဟာနှစ်ပါးရှိတယ်ပိဋကတ်စာပေမှာနော်လေကိုင်းကျောင်းတော်ရာနဲ့ပတ်သက်တဲ့ပုံနာဆိုတာပုံတော်ဝါဒသုတ်တာအဲ့ဒါတစ်ခုတပါးအခုဒီရှင်ပုံနာဆိုတာဟာသူကမြတ်စွာဘုရားရဲ့ဇာတိဒေတာက
ကပိလဝတ်မြို့အနီးနားမှာဒေါနဝတ္ထုဆိုတဲ့ပုံနာရွာကြီးရှိတယ်ဗြဟ္မဏေကြီးပဲနေကြတယ်အဲ့ဒီပုံနာရွာကြီးကရွာသားတူပဲသူဟာတပည့်ဆက်ကြတရားဟောတဲ့အခါမှာပထမဆုံးကျွတ်တန်းဝင်ပြီးသောတပန်ဖြစ်ပြီးမြတ်စွာဘုရားဓမ္မပထမဆုံးယဟန်ဖြစ်ခံယူတဲ့ရှင်ကွန်းတင်ညာရဲ့တူအရင်ပဲပုံနာဆိုတာသူ့ရဲ့မေတော်ကမန္တာနီဆိုတဲ့ပုံလေးမှမြို့သမီးဖြစ်လို့သူ့အမေနာမည်နဲ့ပါထည့်ပြီးတော့ပုံတော်မန္တာနီပုတ်တော်လို့စာပေကျမ်းကမှာဒီလိုဆိုတယ်မန္တာနီဆိုတဲ့ဒကမာကြီးရဲ့မြို့သမီးရဲ့သားဖြစ်တဲ့ရှင်ပုံနာလို့အဲ့ဒီရှင်ပုံနာဟာသူကရှင်ကုဏ္ဏညာမထေရမြတ်ကြီးရဲ့တူရှင်ကုဏ္ဏညာဆိုတာအလုံးသိတဲ့အတိုင်းဘုရားလောင်းလေးမွေးဖွားလာတဲ့အခါမှာဖိတ်ခေါ်ပြီးတော့မင်းသားလေးရဲ့ကြံရင်လက္ခဏာကိုကြည့်ခိုင်းတဲ့ဘုရင်ရဲ့ပရောဟိတ်ပုံနာတွေထဲမှာတဦးဖြစ်ပါဝင်ခဲ့တယ်ပေါ့သူ့ဦးလေးကတဦးဖြစ်ပါဝင်တယ်ပညာတတ်ပုဂ္ဂိုလ်သူကလည်းပဲပညာတတ်ပုဂ္ဂိုလ်ပဲအဲ့တော့ကုဏ္ဏညာဆိုတဲ့မထေရမြတ်ကြီးရဲ့တူအရင်ဖျားလောင်းလေးနောက်ပိုင်းတောထွက်သွားတဲ့အခါမှာရှင်ကုဏ္ဏညာအမှုပြုတဲ့ပစ္စဝဂီတွေလည်းနောက်ကနေလိုက်သွားကြလိုက်သွားပြီးတော့ပထမဆုံးတရားဓုတရားမြတ်ရရင်နာဖို့ဆိုပြီးအခွင့်ရအောင်လို့ကျွတ်တင်ပြီးလူဘဝဆုံးခွာပြီးမလတ်မကမှသွားနေကြတယ်ဖျားနဲ့ဖျားလောင်းတရားကျင့်တဲ့နေရာအနီးပါးမှနေကြနောက်ဆုံးကျတော့6နှစ်နီးနီးဒုက္ခရစရိယပင်ပန်းခံပြီးတော့ကျင့်တယ်သူတို့ဟာဝေယဝဆဆောင်ရွက်ပေးရင်ကနေခက်လန်းလန်းကနေကြအဲ့ဒီနီးဟာမှားနေသည့်အတွက်ကြောင့်ကျမကြီးချိုးတက်သွားတဲ့ဘုရားလောင်းကသူ့ရဲ့ technique ပေါ့ကျင့်တဲ့နီးစနစ်တွေကိုပြောင်းလိုက်မယ်ပြောင်းပြီးတော့ကျမကြီးကောင်းအောင်ပြန်ပြီးတော့အစာစားပြီးကျမကြီးခူးဆိုင်ပြီးအပြန်မွေးတဲ့အချိန်မှာသူတို့ဟာသွားပြီးဖျားဖြစ်ဖို့အတိညာဏ်တရားဓုကိုတော့ရတော့မှာမဟုတ်တော့ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့ဗာရဏသီဘက်ကိုခရီးထွက်သွားကြပြီဣတိပတနာတော်ရောက်သွားကြတာသူတို့ဟာဖျားလောင်းတရားကျင့်တာကိုဆုံးခွာပြီးတော့ထွက်သွားကြတာစိတ်ပြက်လို့ထွက်ခွာသွားတာနော်အဲ့ဒီရှင်ကုဏ္ဏညာကြီးကကပိလဝတ္ထုမြို့အနီးနားကဒေါနဝတ္ထုဆိုတဲ့ဗြဟ္မဏရွာကြီးတရွာရဲ့ရွာသားတူဖြစ်တယ်သူ့ရဲ့တူကအခုရှင်ပုံနာအဲ့လိုမြတ်စွာဘုရားစီသူကတရားနာပြီးနောက်ဆုံးမှာဒွဲစကြတရားဟောတဲ့အခါမှာသောတပန်ဖြစ်ပြီးချင်းမြတ်စွာဘုရားရဲ့တပည့်တော်ကယဟန်ဖြစ်ပထမဆုံးပြုခွင့်ရတဲ့ပုဂ္ဂိုလ်ဖြစ်သွားနောက်ယဟန်နာအပါ60ထွက်ပေါ်လာတဲ့အခါမြတ်စွာဘုရားကခရီးတည်သစာတွေထွက်ပြီးတော့အမှန်တရားကိုလိုက်လံရှင်းပြဖို့အတွက်သာသနာပြုလွတ်တယ်လို့ခေါ်တယ်ပေါ့နော်စရထဘိက္ခေစာရိကဘူဇနာဟိတယအများအကျိုးဖြစ်အောင်ထိုဒေသကိုသွားကြမာဧကိနဒွေကမိဋ္ဌာတနေရာတဲ့ကိုဥတီချက်ဌာနတစ်ခုကိုနှစ်ယောက်မသွားကြနဲ့တပါးပဲသွားဘာလို့လဲဆိုတော့အငါအပါးမှ60ပဲရှိတာနော်အဲ့တော့ကိုသွားတဲ့နေရာကိုဒီတပါးစီပဲသွားကြဒေသေထဘိက္ခေဓမ္မအာရိကရယနာတကယ်ကိုစစ်မှန်ပြီးတော့လူတွေအကျိုးဖြစ်ထွန်းနိုင်တဲ့အဆုံးအမတရားတွေအမှန်တရားတွေကိုလိုက်လံပြီးတော့ဟောပြောကြလို့မှန်တရားတွေကိုလိုက်လံဟောပြောတယ်ဆိုတာဘာတွေတုံးလို့မေးဒုစရိုက်အခြေခံကပြောမယ်ဆိုလို့ရှိရင်ဒုစရိုက်တွေကရှောင်ကြဒုစရိုက်တွေရဲ့အပြစ်ဟာမတမကြီးမားတယ်သူစရိုက်တွေနဲ့နေထိုင်ကြသူစရိုက်တွေရဲ့အကျိုးကဒါတွေရှိတယ်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြအမေဖေတွေကိုပြုစုကြနော်ဒါနကောင်းမှုလုပ်ကြသီလဆောက်တည်ကြလူတော်လူကောင်းဖြစ်အောင်မေတ္တာဘာဝနာပွားကြစသဖြင့်ကောင်းတဲ့ဘက်ကိုတိုက်တွန်းနှိုးဆော်ပြီးတော့ဟောပြောတာအဲ့ဒါတွေမကဘူးလောကကြီးမှာဘယ်ရာမှမမြဲဘူးဒါကြောင့်မို့အမှန်မြင်ဖို့အမှန်တွေးဖို့အပြောဆိုလုပ်ကိုင်အသက်မွေးမှုဝါမှုတွေဟာမှန်ကန်တဲ့ဘက်ကိုဥတည်ထားကြဖို့ကျိုးပန်းအထုတ်တယ်ဆိုတာဘာတွေကိုကျိုးပန်းအထုတ်အောင်စီးပွားရေးကျိုးပန်းအထုတ်တာကတစ်ခုဓမ္မရေးနဲ့ပတ်သက်လာပြီးကိုယ်တဏ္ဍာမှာ
မကောင်းတဲ့စိတ်တွေသဘောထားတွေရှိရင်တွန်းလှန်ဖယ်ရှားပစ်ဖို့ကြိုးစားကြကောင်းတဲ့စိတ်တွေသဘောထားတွေမွေးမြူဖို့ကြိုးစားကြကြိုးစားခိုင်းကိုယ့်ဘဝကိုတတိရှိကြစိတ်ဓာတ်တည်ငြိမ်အောင်ကြိုးစားကြလို့မဂ္ဂင်၈ပါးနဲ့တိုက်တွန်းပြီးတော့လိုက်လံပြီးတော့ဟောပြောတာအဲ့ဒီချိန်တုန်းကဒီပထမဆုံးယဟန်ဖြစ်သွားတဲ့ရှင်ကုဏ္ဏညမထေရမြတ်စွာဘုရားသာသနာပြုလွတ်တော့သူပဲသွားတော့ဆိုကပိလို့သွားတာသူ့ဒေတာကိုသူပြန်သွားလိုက်တယ်ပြန်သွားပြီးတော့သူ့ရဲ့တူလေးကအရွယ်ရောက်နေပြီအဲ့တော့စာတော်တယ်တတ်တယ်ပုံနာဆိုတဲ့လူငယ်လူရွယ်လေးဟာထက်ထက်မြက်မြက်ရှိတော့သူ့တူလေးနားလဲအောင်ပြောပြီးတော့သူကသင်္ကန်းဝတ်ပေးတယ်သင်္ကန်းဝတ်ပေးတယ်ထာဝရငြိမ်းချမ်းတဲ့အငြိမ့်တက်ကိုရခြင်းမင်းဗြဟ္မပြည်ရောက်လည်းပဲဒီမင်းတို့ကျင့်နေတဲ့အကျင့်ဟာဗြဟ္မပြည်ကိုရောက်ဖို့မဟုတ်နိုင်ဘူးမရှိနိုင်ဘူးအဲ့တော့ဗြဟ္မပြည်ရောက်တာတဲ့တန်တရားလည်းပဲငါတို့ကျင့်တဲ့အကျင့်ဗုဒ္ဓဂေါရမဟောတဲ့လမ်းစဉ်ကိုမင်းလိုက်တာကောင်းတယ်ဆိုတူတူလေးကိုနားချပြီးတော့သာသနာ့ဘောင်ဝင်ခိုင်းလိုက်တယ်ဝင်ခိုင်းရဟန်းပြုပေးထားတယ်ရဟန်းပြုပေးထားတော့သူကရဟန်းပြုပြီးတော့မြတ်စွာဘုရားကရဟန်းတန်ဃာတွေကိုဒေသစာတွေကြွချီဖို့ဆိုဆေလွတ်လိုက်ပြီးတဲ့နောက်မှာသူကိုယ်တိုင်ကခရဘက်ကိုကြွသွားတယ်ခရဘက်မှာ2လ3လနီးနီးသတင်းသုံးနေထိုင်ပြီးတော့ယသိတစ်ထောင်အခြေအနေကိုချိပြီးယသိတစ်ထောင်နားလဲသဘောပေါက်အောင်ယသိတစ်ထောင်ကိုစီယုံပြီးတော့တရားချနောက်ဆုံးမှာယသိတစ်ထောင်ဟာသူတို့ရဲ့လမ်းစဉ်တွေကိုစွန့်ပယ်ပြီးမြတ်စွာဘုရားရဲ့လမ်းစဉ်နောက်ကိုလိုက်ကြတာနော်အဲ့လိုလမ်းစဉ်နောက်လိုက်တာတဲ့အခါအားလုံးကယဟန်ဖြစ်ပြီးတော့ဖရာဘဲကိုကြွတော့ဆိုဗေမိသာရမင်းကြီးကတောထွက်လာတော့ကသူကတောင်းဆိုထားတာရှိတယ်ရှင်ဘုရားဗုဒ္ဓအဖြစ်သို့ရောက်ရင်သူ့နိုင်ငံကိုပထမဆုံးကြွပေးပါလို့ဆိုအဲ့တော့ရာဇဂိုနဲ့လည်းနီးနေတာဖြစ်တော့ကြောင့်ဘုရားဂယာကနေပြီးယသိတစ်ထောင်နောက်ပါခြံရနဲ့ရာဇဂိုဘက်ကိုယင်ကြွလိုက်တာရာဇဂိုကြွပြီးတော့မြတ်စွာဘုရားဟာရာဇဂိုမှာသတင်းသုံးနေထိုင်ခဲ့တယ်ပေါ့အဲ့လိုသတင်းသုံးနေထိုင်တာအဲ့ဒီအချိန်လေးမှာပဲရှင်ကုဏ္ဏညရက်လည်းဟိုဘက်ရောက်ပြီးတော့တူတူကိုဆိုမြတ်စွာဘုရားရာဇဂိုမြို့သတင်းသုံးနေထိုင်တဲ့အချိန်မှာဘုရားစီတစ်ခေါက်ပြန်လာတယ်ပြန်လာပြီးတော့သူကအကြီးဆုံးတက်တော့အကြီးဆုံးလည်းဖြစ်တယ်ပထမဆုံးယဟန်ဖြစ်တာဆိုတော့အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆိုတာကမြတ်စွာဘုရားရာဇဂိုသတင်းသုံးတဲ့အခါမှာပေါ်နေပြီသူတို့ဟာအက္ခတာဝကယာထုတွေနဲ့နေထိုင်တဲ့ပုဂ္ဂိုလ်တွေအက္ခတာဝကယာထုဆိုတာတရားဟောပြီဆိုလို့ရှိရင်ဒီဟိုင်ယာရာကီလို့ခေါ်ဟိုင်ယာရာကီဆိုတာယာထုအဆင့်တန်းနေရာဆိုတာရှိတယ်မြတ်စွာဘုရားကတရားဟောပြီဆိုတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့နေရာကဘုရားရဲ့လက်ရဘက်မှာရှိတယ်ရှင်မောက္ကလန်ရဲ့နေရာကလက်ဝဲဘက်မှာရှိတယ်ဘုရားနဲ့တန်းပြီးတော့သူတို့ထိုင်တာဘာလို့လို့ဆိုရင်သူတို့နှစ်ပါးထိတ်တန်းတစ်ပြည့်ကိုထိတ်တန်းတစ်ပြည့်ဘာကြောင့်သူတို့ထိတ်တန်းဖြစ်နေတာတော့လို့ဆိုပညာအရာမှာဘုရားလောက်နီးနီးပညာကြီးတယ်ရှင်သာရိပုတ္တရာရှင်မောက္ကလန်ကလည်းဘုရားလောက်နီးနီးတကူကြီးတယ်အဲ့တော့ပညာဘက်ကထူးချွန်သူနဲ့တကူဘက်ကထူးချွန်သူနှစ်ဦးဟာမြတ်စွာဘုရားရဲ့လက်ယုံလက်ဝဲလက်ရာမှာရံပြီးတော့တရားဓမ္မဟောပြောတဲ့အခါမှာအမြဲတမ်းထိရောက်အောင်စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တူနှစ်ပါးအောင်မြတ်စွာဘုရားရဲ့လက်ယုံတစ်ပြည့်ကြီးအဖြစ်သူတို့ကသတင်းသုံးရှင်ကုဏ္ဏညကပထမဆုံးယဟန်ဖြစ်ခဲ့ပြီမဲ့လို့သူစုပန်ခဲ့တာကပထမဆုံးတရားထုကိုရရပါလို့ဤတရားဥနာရပါလို့ဤပဲဆုတပန်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့သူအတွက်နေရာကတော့မြတ်စွာဘုရားရဲ့နောက်ကျောမှာထားတယ်အကြီးဆုံးဖြစ်ပေမဲ့လို့သူကနောက်ကရောက်သွားတယ်ယာထုနဲ့ဟိုင်ယာရာကီဆိုတဲ့ယာထုအဆင့်နဲ့ကြည့်လိုက်နောက်ရောက်အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကသူရှိရထိုင်ရမှာအာနာတယ်အသက်အားဖြင့်ငယ်တယ်အရွယ်အားဖြင့်ငယ်ကြတယ်သူတို့တွေထေကြီးဝါကြီးဖြစ်ပြီးတကယ်ကိုလေးစားရတဲ့ပုဂ္ဂိုလ်ကြီးကသူတို့နောက်ကဆိုတော့အာတုအာနာဖြစ်တော့ရှင်ကုဏ္ဏညကတန်ခါပရိသတ်ထဲမှာသူတို့ကိုချမ်းချမ်းသာသာနေပါစေသူတို့ကစုပန်လာတဲ့ပုဂ္ဂိုလ်တွေထူးချွန်တဲ့ပုဂ္ဂိုလ်တွေလူဆိုတာအရေးချင်းမတူဘူးလေနော်ဒီချင်းမတူအသက်နဲ့ပြောလို့မရဘူး
အဲ့တော့သူတို့ခွင့်လန်းပေးတယ်တာမန်ပုဂ္ဂိုလ်တွေဆိုဘယ်ပေးမလဲနောက်မှပေါ်ထင်ရွှေကြပင်ဆိုပြီးကဲ့ရဲ့အောင်ပါလေလူတွေကနောက်မှပေါ်လာရင်ရွှေကြပင်လို့တော့အခေါ်ခံရတယ်ဒါပေမဲ့နှုတ်ပြဖို့ပဲစဉ်းစားအဲ့ရွှေကြပင်နောက်မှပေါ်ထင်ရွှေကြပင်နေဆိုပြီးတော့မလိုမုန်းတာဖြစ်တတ်တယ်ဒါလူသဘာဝကိုပြောရှင်ကိုနိညာမထေရကြီးကတော့အဲ့လိုစိတ်ထဲမှာမဖြစ်ဘူးအေးသူတို့နေရထိုင်ရအခက်ခဲလိမ့်မယ်ငါတန်ဃာတွေကြားမှာမနေတော့ဘူးလက်ဆော်ဘုရားစီခွင့်ပန်ပြီးတော့ဟိမောတာတောင်ကဆတ်တန်အာရင်ဆိုတဲ့ဘက်မှာသွားပြီးတသက်လောအရိမှာပဲသတင်းသုံးသွားတယ်ပြန်မလားနောက်ဆုံးပြိဋိဘံဆံဃာဒီမှာဘုရားစီတစ်ခေါက်လာကြော့သွားတယ်အဲ့ဒီမှာပဲပြိဋိဘံဆံသွားအဲ့တော့သူကသူ့တူလေးကိုသင်္ကန်းဝတ်ပေးထားခဲ့ပြီးလက်ဆော်ဘုရားစီသူပြန်လာတဲ့အချိန်မှာသူ့တူလေးကပုံနာဆိုတဲ့ရဟန်းတော်လေးကစိတ်ထဲမှာသူကဘယ်လိုတုံးဆိုသူဖះကိုလိုက်ပြီးတော့မဖူးသေးဘူးဘာလို့လဲဆိုသူတရားမကျင့်ရသေးဘူးသူဥကြီးတော်စီကတရားဓမ္မတွေကိုသူနာယူလိုက်တာနာယူပြီးတော့ကမ္မထာအထုတ်နည်းတွေကိုသူမှတ်သားပြီးတရားထုတ်ပြီးတရားထုတရားမြတ်ရမှငါဖះကိုသွားဖူးတော့မယ်နော်တရားထုမရမချင်းငါဖះစီမသွားသေးဘူးဆိုပြီးတော့တရားပဲအထုတ်လိုက်တာတရားအထုတ်လိုက်တော့သူကယန္နာဖြစ်သွားတယ်ယန္နာဖြစ်သွားတဲ့အခါမှာဘာတွေကိုသူစိတ်ဝင်စားတော့လို့ဆိုယဟန်ဘဝမှာနော်ဒီစိတ်ဆန္ဒအလိုလောဘနီးတာကိုသူသဘောကျတယ်လောဘကြီးတာကိုမကြိုက်ဘူးအားလုံးကလောဘနေတယ်လောဘနေဟိုဟာဖြစ်ခြင်းနဲ့ဒါဖြစ်ခြင်းနဲ့ဆိုတာဒီမရှိစေရအောင်လောဘနေဖို့ကိုရှိတာနဲ့ကျင့်တတ်ဖို့ကင်းကွာလွတ်လပ်ပြီးတော့တရားဓမ္မနဲ့ပျော်မွေ့ဖို့နော်သီလနဲ့ပြည့်စုံမှုသမာဓိနဲ့ပြည့်စုံမှုပညာနဲ့ပြည့်စုံမှုဆိုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာအရေးချင်းတန်ဖိုးတွေကိုဖော်ပြထားတဲ့စကား10မျိုးကထာ10ပါးလို့ခေါ်တယ်အဲ့ဒီကထာ10ပါးနဲ့ပဲသူတပည့်တွေကိုဟောပြောဆုံးမသူကိုယ်တိုင်ကလည်းကိုယ်တိုင်လိုက်နာကျင့်သုံးတယ်အဲ့ဒါနဲ့သူကနာမည်ကြီးတယ်ဟောပြောကောင်းတယ်တပည့်တွေစီယုံရေးကောင်းတယ်သို့တော့ဘုရားနဲ့သူမတွေ့ရသေးဘူးနော်ဘုရားနဲ့မတွေ့ရသေးဘူးမြတ်စွာဘုရားကိုသူယန္နာဖြစ်ပြီးမှဖူးမယ်လို့အဲ့ဒီအချိန်မှာသူတပည့်တွေကလည်းယန္နာဖြစ်သွားယန္နာ900ယန္နာ900ကဘုရားကိုအရိယာဖြစ်သွားရင်ဘုရားကိုပိုးချီညိုကြတယ်ဘာလို့လဲဆိုရင်သူတို့သိတဲ့တရားဟာဘယ်ပုဂ္ဂိုလ်ကနေဟောတဲ့တရားလဲဆိုသူတို့ကိုယ်တိုင်သိသွားတဲ့အခါကျတော့ဟာဒီလိုစစ်မှန်တရားမျိုးဒီလိုပုဂ္ဂိုလ်မျိုးရဲ့တရားဟာအမှန်တမ်းထူးခြားတယ်ဒီလိုပုဂ္ဂိုလ်မျိုးနဲ့မတွေ့ရရင်ဒီတရားမျိုးမနာရရင်တို့ဒီအသိဉာဏ်တွေရမှာမဟုတ်ဘူးဆိုသိကျေစုတင်လို့ဘုရားကိုဖူးချင်ကြတယ်ရှင်ပုံနာကိုအားလုံးကခွင့်ပန်တဲ့အခါရှင်ပုံနာကဘာစဉ်းစားလိုက်တုံးဆိုငါဟာဒီပရိသတ်တွေတအုံအုံနဲ့နေတာကိုမြတ်စွာဘုရားမကြိုက်ဘူးနော်ပဝိဝေကလို့ခေါ်တယ်လူတွေစီကားဖြစ်တာဆိုလို့ရှိရင်သူကရဟန်းတန်ဃာတွေဖို့မှာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးသူကဘာလို့လဲဆိုပရိသတ်များနေလို့ရှိရင်ဒီတရားနှလုံးသွင်းမှုအချိန်ကနည်းသွားတယ်ဒါကြောင့်မလို့စိတ်နှလုံးအိတ်ချမ်းမှုရဖို့ရအတွက်ကတယောက်ထီးနေမှပို့ပြီးတော့ဖြစ်တယ် solitary life ဆိုတာနော်တယောက်ထင်းနေတဲ့အနေအထားမျိုးသူကပို့ပြီးတော့နှစ်သက်တော့သူစိတ်ထဲမှာသူကအဲ့ဒါကိုချီးမွမ်းဟောပြောလေးရှိသည့်အတွက်ကြောင့်သူကစဉ်းစားလိုက်တယ်သူတပည့်ပိဋက900နဲ့အတူဖျားစီသွားမယ်ဆိုလို့ရှိရင်သူဟာအချမ်းရံနေနဲ့ဒီလိုနေပြီးတော့အတိုင်းနဲ့အဝိုင်းနဲ့သူခေါ်တဲ့တရားနဲ့သူလုံးရက်နဲ့ဟာမကြိုက်ဘူးဒါကြောင့်မလို့သူဟာတယောက်တည်းပဲသွားချင်တယ်တပည့်တွေနဲ့မသွားချင်ဘူးဒါကြောင့်မို့တပည့်တွေကိုအရင်လွှတ်လိုက်တယ်ကဲကိုတော်တို့အရင်သွားမြတ်စွာဘုရားကိုရှိခိုးတပည့်တော်ရဲ့စကားနဲ့ဘုရားရဲ့ခြေတော်ဆုံးကိုဥတိုက်တဲ့အကြောင်းကိုရှောက်ထားတပည့်တော်နောက်မှလိုက်လာခဲ့ပါမယ်ဆိုပြီးသူကိုယ်တိုင်ဟောတဲ့တရားကိုသူကိုယ်တိုင်လေးစားလိုက်နာတဲ့အနေနဲ့
သူဟာတဝိရိနေတဲ့ဘဝကိုစံပြအနေနဲ့နေပြပြီးသူတို့တွေကိုလွှတ်လိုက်တယ်လွှတ်လိုက်တဲ့အခါကျတော့သူတို့တွေကလည်းသူ့ကိုအလွန်လေးစားကြတယ်မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့သူတို့တွေကသူတို့ဆရာဘလောက်တော်တယ်ဘာတွေကိုဟောပြောတယ်ဆိုတာကိုမြတ်စွာဘုရားကိုရှောက်ကြတယ်နော်ရှောက်ကြတဲ့အခါဒီလိုဒီဘယ်အရာပဲဖြစ်ဖြစ်လောဘမကြီးတာတို့ရှိတာလေးနဲ့ကျင့်တတ်တာတို့လွတ်လွတ်လပ်လပ်နေတာတို့ကိုချင်းသီလပြေဝအောင်အထောက်ထားတို့ဆိုတဲ့အည်အသွေးတွေသူဟာသူကိုယ်တိုင်လည်းရှိအောင်လုပ်တယ်တပည့်တွေကိုလည်းရှိအောင်ဒါကိုပဲအလေးနဲ့ထားပြီးတော့ဟောပြောတယ်ဆိုတာဒီမြတ်စွာဘုရားကိုရှောက်ကြတာအဲ့ဒီစကားကိုဘယ်သူကကြားတော့ဆိုရှင်သာရိပုတ္တရာကြားဇာတိဒေသမှာသာသနာပြုတရားဟောနေတာရှင်ပုံနာအဟောပြောလဲလွန်ကောင်းတယ်ဆိုတာရှင်သာရိပုတ္တရာကြားတော့ရှင်သာရိပုတ္တရာအလွန်ပညာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဆိုဒီစကားနဲ့ကြားလိုက်ရောသူရှင်ပုံနာကိုသိတွေးခြင်းစိတ်ရှိသိတွေးခြင်းအဲ့တော့တွေးခြင်းတော့ယဟန်တွေကိုခဏခဏပြောတာရှင်ပုံနာများလာလိုက်လို့ရှိရင်သူကတနေရာရောက်နေမတွေးလိုက်ရမှာဆိုလို့သူစီကိုသတင်းပို့ကြပါမြတ်စွာဘုရားရဲ့ဇာတိဒေသကရှင်ပုံနာဆိုတာဟာအင်မတန်မှတော်တယ်ဘုရားရှိခိုးမှာသူ့တပည့်တွေကချီးမွမ်းပြီးရှောက်ကြတယ်အတော်ကိုတော်တဲ့ပုဂ္ဂိုလ်သူ့ကိုတွေးကျင်လိုက်တာလို့ရှင်သာရိပုတ္တရာပြောတော့ယဟန်တန်ခါထဲမှာပဲထင်ရှားတယ်ရှင်သာရိပုတ္တရာဟာရှင်ပုံနာကိုမမြင်ခင်ကတည်းကခင်မင်ပြီးတော့တွေးချင်မျက်နှိုးတယ်ဆိုတာကိုသိလာအဲ့တော့မြတ်စွာဘုရားရာဇဂိုမျိုးကနေပြီးတော့တာဝတိဘက်ကိုခီးကြွသွားတယ်တာဝတိမျိုးရောက်တဲ့အခါခုနကရှင်ပုံနာကကပိလဝတ်မှာနေတာမြတ်စွာဘုရားတာဝတိမျိုးရောက်တယ်လဲကြားရောသူကလည်းပဲတာဝတိမျိုးကိုဖျားဖူးဖို့အဲ့ကြမှာလာအနိုးဆိုရင်ရာဇဂိုတိအောင်သူသွားရမယ်မသွားရဘူးကိုဗုဒ္ဓဂယာသွားတဲ့လူတွေသိလိုက်မယ်နိဘောနယ်ဇတ်နဲ့တာဝတိကနီးတယ်လေအဲ့တော့ကပိလဝတ်ကနေပြီးတော့တာဝတိဘက်ကိုဆင်းလာပြီးတော့မြတ်စွာဘုရားကိုဇေရဝံကျောင်းမှာလာရောက်ပြီးသူကဥတိုက်တယ်အဲ့ဒါလို့ဥတိုက်တဲ့အခါမှာမြတ်စွာဘုရားကိုလျှောက်တယ်ဇာတိဒေသလာတဲ့အကြောင်းပုံနာဆိုတဲ့နာမည်ကြားတော့ကိုတော်တွေကတစုံတစကြားတယ်ဟာခုကြွလာတဲ့အာဂန္တုဘုန်းကြီးကရှင်ပုံနာလို့ပြောတယ်ဟာရှင်ပုံနာဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကခဏခဏတဖွာဖွာပြောတယ်ရှင်ပုံနာလာရင်သူ့ကိုပြောကြပါဆိုပြီးတော့မှားထားတာရှိတယ်ဆိုကိုတော်တစ်ပါးကအပြေးအလွှာအန္တဝနဆိုတဲ့ဇေရွန်ကျောင်းသားတောနဲ့ကြီးထဲမှာရှင်သာရိပုတ္တရာရှိနေတာသွားပြီးတော့ပြောတယ်ကိုတော်တွေးချင်တဲ့ရှင်ပုံနာရောက်နေပြီဖះစီရောက်နေပြီနော်အဲ့လိုပြောတော့ရှင်သာရိပုတ္တရာခတ်တုတ်တုတ်ကလေးလာခဲ့တာရှင်ပုံနာကလည်းမြတ်စွာဘုရားကိုနှုတ်ဆက်ကြော့ပြီးတော့သူဟာအဲ့ဒီတောအုပ်ဘက်ကိုထွက်သွားတယ်တောအုပ်ဘက်ထွက်သွားတယ်အဲ့တော့ရှင်သာရိပုတ္တရာကရှင်ပုံနာလို့ဆိုတာ ਨੇ သူကနောက်ကနေလိုက်ရှေ့ကရှင်ပုံနာသွားတော့သူကနောက်ကနေမျက်ခြေပြတ်မှာဆိုတော့ခတ်သွက်သွက်လေးလိုက်တယ်ရှေ့ကရှင်ပုံနာကသွားနောက်တောအုပ်ထဲရောက်တဲ့အခါကျတော့တပင်တပင်အောက်မှာရှင်ပုံနာကထိုင်ပြီးတော့တရားနှလုံးသွင်းအဲ့ဒီမှာရှင်သာရိပုတ္တရာကနောက်ဆုတ်ပြီးဘေးနာကတပင်တပင်မှာအသာထိုင်ဒီချိန်တော့သွားလို့မတော်သေးဘူးဟာဒါလူဆိုတာအကဲခတ်ရတယ်ပေါ့နော်ဒီချိန်ကသွားလို့မတော်သေးဘူးသူဟာသမဘဝင်စားနေတဲ့ချိန်ဒီချိန်မှာသွားစကားပြောရမယ့်အချိန်မဟုတ်ဘူးဆိုပြီးတော့မလန့်မကန်းကနေပြီးတော့မျက်စိအောက်ကပျောက်သွားမှဆိုလို့စောင့်ကြည့်နေတဲ့ပုံစံမျိုးအဲ့ဒီမှာသွားပြီးတော့နေရှင်ပုံနာကအဲ့ဒီမှာသမဘဝင်စားရကနေထစဉ္ညာလျှောက်ပြီးဆိုတဲ့အချိန်ကျမှရှင်သာရိပုတ္တရာကသူ့တပင်အောက်ကထွက်လာပြီရှင်ပုံနာစီရောက်လာတာတိတ်တွေးချင်တာသူတိတ်တွေးချင်တော့နာမည်ကိုရင်မမေးဘူးရှင်ပုံနာရဲ့စွမ်းရည်တတ္တိကိုသိချင်တာတဲ့ကိုရောတဲ့မေးပြရစီတဲ့ကိုရောသာသနာပေါင်းဝင်နာဟာတိလစင်ကြယ်ဖို့ဝင်နာလားလို့ဟုတ်ပါဘူးတဲ့နောက်ဖြေပုံလေးကိုကြည့်ဒါဖြင့်တမာတိတိုးတက်ဖို့ဝင်နာလားမဟုတ်ပါဘူးပြောလိုက်တာတစ်ခုစီမေးသွားပြီးတော့သီလအတွက်လည်းမဟုတ်ဘူးတမာတိအတွက်လည်းမဟုတ်ဘူးနဲ့ဝိပဿနာဉာဏ်အဆင့်ဆင့်တွေကိုမေးတာအဲ့ဒါအတွက်လား
မဟုတ်ဘူးတဲ့နော်သီလဝိတ္တုစိတ်တဝိတ္တုသီလဝိတ္တုဆိုတာကိုချင်းသီလတွေပြည့်စုံတာစိတ်တဝိတ္တုဆိုတာတမာတိစွမ်းအားတွေပြည့်တာစိတ်စင်ကြယ်တာနောက်ကင်္ခာဝိတရဏဝိတ္တုဆိုတာအကြောင်းအကျိုးအကြောင်းတရားကိုသိမြင်ပြီးတော့စင်ကြယ်တာနော်ပฏิပဒါညာဏတသနာဝိတ္တုမေဃညာဏတသနာဝိတ္တုဝိပဿနာလမ်းကြောင်းဟုတ်တယ်မဟုတ်ဘူးဆိုတာကိုသိပြီးစင်ကြယ်တာပฏิပဒါညာဏတသနာဝိတ္တုလမ်းမှန်ပေါ်ရောက်ပြီးတော့စင်ကြယ်တာညာဏတသနာဝိတ္တုမဉ္ဇဏ်ရပြီးစင်ကြယ်တာအဲ့ဒါတွေအတွက်ကိုရောသင်္ကန်းဝဋ္ဌလားဘုရားစီမှာတရားထုတ်ထားလားဆိုမဟုတ်ဘူးလို့ဖြစ်ဒါဖြင့်ဘာအတွက်တုံးဆိုနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ကြိုးစားတယ်ဆိုတော့အနုပါဒဒီစကားဟာတမာအဖြစ်ဆိုရင်တော့ကိုရောသီလစင်ကြယ်ခြင်းလို့ယဟန်ဝဋ္ဌလားဆိုဟုတ်တယ်လို့ပဲပြောကြမှာသူမဟုတ်ဘူးတဲ့ဘာလို့ဆိုဒါလမ်းဆုံးမှမဟုတ်တာဟုတ်နော်လမ်းဆုံးမှမဟုတ်တာအဲ့ဒါတွေကိုရှင်သာရိပုတ္တရာကိုဥပမာနဲ့ရှင်းပြတာကောသလမင်းကြီးကခီးထွက်လာတယ်တဲ့ခီးထွက်တဲ့ကအရေးတကြီးသွားเสียရှိတယ်မြင်းထားတစ်စီးနဲ့သွားရင်မြင်းမခံနိုင်ဘူးခီးကနည်းနည်းဝေးတယ်ဝေးသည့်အတွက်ကြောင့်မြင်းလဲ9စီးမြင်းထား9စီးကိုဆင့်ခေါ်ထားတယ်ဘယ်နာတစ်စီးဆောင်ဘယ်နာတစ်စီးဆောင်တာဝတိမြို့ကထွက်လိုက်တဲ့အခါတစ်စီးအဲ့ဒီမြင်းမောပြီဆိုရင်နောက်မြင်းတစ်စီးပေါ်တစ်စီးဆက်သွားအဲ့တော့နောက်တစ်စီးပေါ်ဆက်သွားနဲ့မြင်း9စီးနောက်ဆုံးသူသွားခြင်းတဲ့နေရာကိုရောက်တယ်ရောက်တဲ့အခါမှာတဲ့ဘယ်ထားနဲ့လာတာတုံးလို့မေးမယ်ဆိုလို့ရှိရင်သူကကြည့်လေတာဝတိမြို့ကထွက်လာတော့ကယထာတစ်စင်းလေကြားထဲမှာလည်းယထာတွေအများကြီးသူပြောဖို့ရတစ်စင်းနဲ့လည်းပြောလို့မရဘူးနောက်ဆုံးစင်းနဲ့လည်းပြောလို့မရဘူးပြောလို့မရတော့ဒီတိုင်းပဲပြောတာဝတိမြို့ကထွက်တာကယထာတစ်စီးအဲယထာတစ်စီးပြီးတော့နောက်တစ်ခါတစ်စီးဆိုအစင်းစင်းနောက်ဆုံးဒီနေရာရောက်လာတဲ့ယထာကတော့ဒါပဲလို့ဆိုပြီးတော့အဲ့လိုဖြေတယ်လို့ပဲတဲ့ဒီသီလဝိတ္တုဆိုတာဘာအတွက်တုံးဆိုစိတ်စင်ကြယ်ဖို့အတွက်စိတ်တဝိတ္တုအတွက်သာဖြစ်တယ်အဲ့ဒီပဲတဆင့်ပုတ်ပေးတာသူကယန္တန်ဟာတွေသီလစင်ကြယ်ရင်စိတ်တဝိတ္တုစိတ်စင်ကြယ်မှုကိုပို့ပေးစိတ်စင်ကြယ်မှုကဘယ်ကိုပို့ပေးတော့ဆိုကင်္ခာဝိတရဏဝိတ္တုဓမ္မရေးရနဲ့ပတ်သက်ပြီးတန်တရားကင်းတဲ့စီကိုပို့ပေးဒါပေမဲ့တန်တရားကင်းတာဘယ်ကိုပို့ပေးတော့ဆိုမေဃညာဏတသနာဝိတ္တုဝိပဿနာလမ်းကြောင်းဟုတ်တယ်မဟုတ်ဘူးဆိုတာသိဖို့အဲ့ဒါလို့သွားလိုက်တာနောက်ဆုံးကြတော့မှညာဏတသနာဝိတ္တုရမှာနိဗ္ဗာန်ကိုပို့တာအဲ့တော့ဘယ်ဟာပို့တာတော့ဆိုတော့သူကအဆင်းရဲသွားတာအားလုံးကိုပဲဖြေရမှာတခုတည်းနဲ့ဖြေလို့မရအဲ့တော့ရှင်သာရိပုတ္တရာကမေးလိုက်တာကိုသူကအဲ့ဒါလို့စနစ်တကျဖြေဆိုပြီးတော့ပြလိုက်တော့မှရှင်သာရိပုတ္တရာကသူတရားနာခြင်းလို့တမင်မေးတာသူမသိတာမှမဟုတ်တာပဲเนาะအဲ့ဒါသူရှင်းပြတာကိုသဘောကျပြီရထဝိနိတသုတ်ဆိုတာဟောထားတာရှိတယ်နဲ့အဲ့ဒီမှာရှင်သာရိပုတ္တရာကနေပါအောင်နဲ့အရှင်ဘုရားဟောတာပြည့်စုံလိုက်တာကောင်းလိုက်တာမှန်ကန်လိုက်တာရှင်ဘုရားဘွဲတော်ကဘယ်သူတော့ဆိုဟောတပည့်တော်ဘွဲတော်ကပုံနာလို့ခေါ်ပါတယ်တရင်သုံးဘော်တွေကတော့ပုံတော်မန္တဏိပုတ်တော်မန္တဏိရဲ့သားယဟန်ပုံနာလို့သိကြပါတယ်ဆိုတဲ့အခါရှင်သာရိပုတ္တရာသူသိရတဲ့နဲ့မေးတာနော်မေးပြီးတော့ရှင်ပုံနာနဲ့တွေ့ရတာ तू ဝန်တာတယ်တဲ့ तू မေးတာတွေကိုကြနာဖြေဆိုလို့ तू ဟာရှင်ပုံနာကိုခေါင်းပေါ်ရွက်ပြီးတော့ထားခြင်းတယ်ပေါ့လေဘယ်သွား तू မေးစရာရှင်ခေါင်းပေါ်ကနေချပြီးတော့မေးခြင်းတယ်ပေါ့ခေါင်းပေါ်ရွက်ထားခြင်းပါတယ်ရှင်သာရိပုတ္တရာအဲ့လောက်ထိအောင်လူတယောက်ကိုမျက်နှိုးတယ်လို့သူဆိုလို့တယ်နော်သူမေးချင်တာတွေအလွယ်တကူမေးလို့ရအောင်ရှင်ပုံနာကိုခေါင်းပေါ်တင်ပြီးတော့ရွက်ပြီးတော့ထားခြင်းပါတယ်လို့ပြောတော့ရှင်ပုံနာသူပြန်မေးတယ်အရှင်ဘုရားရဲ့ဘွဲတော်ကဘယ်သူတော့ဆိုတော့တပည့်တော်ရဲ့ဘွဲကတော့ဥပဋိတလို့ခေါ်ပါတယ်သတင်းသုံးဘော်တွေကတော့သာရိပုတ္တရာလို့သိပါတယ်အဲ့ကြတော့မှရှင်ပုံနာကတခွန်းနဲ့ပြောလိုက်တာဖះလောက်နီးနီးပညာကြီးတဲ့ဆရာကြီးနဲ့စကားပြောတာရှင်သာရိပုတ္တရာမှမသိလို့ဥပမာတွေနဲ့သူပြောမိပါတယ်လို့အာနာဖြစ်သွားဟိုကဧကတဝကကြီးလေနော်ဧကတဝကကြီးဖ
ဖျားပြီးရင်ရှင်သာရိပုတ္တရာကနံပါတ်1ကိုအဲ့ဒါလောက်ပညာကြီးတဲ့ပုဂ္ဂိုလ်ဥပ္ပဝိယရင်းနဲ့ပြောမိတာအာရောအာနာဖြစ်တယ်လို့ဆိုတဲ့အကြောင်းသူပြောလိုက်တဲ့သူသုံးလိုက်တဲ့စကားလေးကတတ္ထုကပ္ပေနဝတ္တဘောအာစရိယေနမန္တယေမှာနာသနာမအာသမသာရိပုတ္တောတိဖျားလောက်နီးနီးပညာကြီးတဲ့ပုဂ္ဂိုလ်ကြီးနဲ့ဆွေးနွေးနေတာတောင်မှပဲရှင်သာရိပုတ္တရာမှမသိရလေချင်းဟောမသိလိုက်လို့နှုတ်မဆိုရင်ဒီလောက်ကြီးမပြောပါဘူးပေါ့နော်ပြောမှမဟုတ်ပါဘူးအဲ့ဒီမှာတစ်ပါးနဲ့တစ်ပါးဝမ်းမြောက်ဝမ်းသာစကားတွေပြောခဲ့ကြတယ်အဲ့ဒီရှင်ပုံနာဒါကြောင့်မို့မြတ်စွာဘုရားကဓမ္မဂတိကအရာမှာဣတရေဘွယ်တူနဲ့သူချီးကျူးမြောက်စားခဲ့တယ်တရားအဟောပြောအလွန်လိမ္မာတယ်ဟောတတ်ပြောတတ်တယ်နားဝင်အောင်ပြောနိုင်တယ်ရှင်အာနန္ဒာမထေရမြတ်တို့သူတို့ကလည်းသာဝတ္မြတ်စွာဘုရားရဲ့ဇာတိတေသသားတွေဆိုတော့ရှင်အာနန္ဒာကကပိလဝကသူကကပိလဝမြို့နယ်ကဒေါနဝတ္ထုဆိုတဲ့ရွာသားအဲ့တော့ဇာတိသားတွေပဲရှင်အာနန္ဒာမထေရမြတ်တို့သင်္ကန်းဝတ်ပြီးတဲ့အခါမှာသူစီတွေ့ကြသူဟောတဲ့တရားကိုနာပြီးတော့ရှင်အာနန္ဒာကသောတာပန်ဖြစ်တာနော်ရှင်အာနန္ဒာကသောတာပန်ဖြစ်တာဒါကြောင့်ဝိရှင်အာနန္ဒာကရှင်ပုံနာဟာတဲ့တပည့်တော်တို့လူငယ်တွေအတွက်သိကျေးဇူးများတဲ့ပုဂ္ဂိုလ်ပဲသူဟောတာပြောတာဟာအလွန်ရှင်းတယ်ဒါကြောင့်မို့သူတရားကိုနာပြီးတော့သူဟာသောတာပန်ဖြစ်ခဲ့ရပါတယ်လို့ရှင်အာနန္ဒာကပြန်ပြီးတော့ပြောတဲ့သုတ္တရှိတယ်ရှင်ပုံနာရဲ့တရားကိုနာပြီးတော့ရှင်အာနန္ဒာသောတာပန်ဖြစ်တာဒါကြောင့်မို့ဇာတိဒေသမှာတရားဟောတဲ့နေရာမှာထင်ရှားကြော်ကြားတာအဲ့ဒီရှင်ပုံနာအဲ့ဒီရှင်ပုံနာမထေရမြတ်ထူးခြားထင်ရှားတဲ့မထေရမြတ်ဖြစ်လို့ဒီမထေရမြတ်ရဲ့ဆုံးမစကားဟာနော်တပ္ပိရေဝတမသေးထပန္တိတိဟထဓတ္တိပိတပ္ပိဆိုတဲ့လူကြီးလူကောင်းတဘာယံသာဓုတပ္ပိတပ္ဘောလူကြီးလူကောင်းပွဲလေတင့်တဲ့ပုဂ္ဂိုလ်လို့ဆိုလို့နော်ပညာရဲရဲပွဲလေတင့်ဆိုဗမာစကားဒီတပ္ပိကိုပြောတာပညာထူးချွန်တယ်အကျင့်သီလကောင်းတယ်ဒါကြောင့်ဝဲဒီပုဂ္ဂိုလ်တွေဟာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အဲ့ဒါလိုလူကြီးလူကောင်းပန္တိတာဆိုအမျိုးမြင်ရှိတယ်အထဓတ္တိအကြောင်းအကျိုးသိချာရှုမြင်တတ်တယ်အမျိုးမြင်ကြီးမားတယ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသိကြပါသူကိုယ်တိုင်ဟာအခုလိုသူ့ရဲ့ဥယျာဉ်တော်ဖြစ်တဲ့ရှင်ကုဏ္ဏညာမထေရမြတ်ရဲ့အဆုံးအမတရားကိုနားရတယ်မြတ်စွာဘုရားဆိုတဲ့ထူးခြားတဲ့ပုဂ္ဂိုလ်သူများရဲ့တရားတွေကိုနားရတယ်ဒါကြောင့်မလို့သူဟာအခုလိုငြိမ်းချမ်းတဲ့အဆင့်ကိုရရတာဖြစ်တယ်ဒါကြောင့်အားလုံးသောပုဂ္ဂိုလ်တွေဟာလည်းပဲအခုလိုစင်တမ်းမြင့်တဲ့တကယ်သူတော်စင်တွေနဲ့ပဲပေါင်းသင်းတိုက်တယ်ပေါင်းသင်းမှသာလျှင်တကယ်အရေးကြီးတဲ့အဆင့်ကိုရောက်ရှိမှဖြစ်တယ်လို့အထံမဟန္တံဂံဗီရာတမန်လူတွေဒါတွေကမသိနိုင်ဘူးဂံဗီရဆိုတာလေးနဲ့တယ်နဲ့နဲတယ်အပေါ်ယံမသိဘူးတခြားကိစ္စတွေကအပေါ်ယံလေးနဲ့သိကြတယ်လေဒီအလွယ်တကူသိနိုင်တဲ့ကိစ္စမဟုတ်ဘူးဒါကြတော့အတော်စဉ်းစားပြီးတော့အသိဉာဏ်နဲ့မှသိလေးနဲ့တယ်မှန်ကန်တယ်အဲ့ဒီနဲ့နဲပြီးလေးနဲ့မှန်ကန်တဲ့အ내တွေပဲပြည့်တဲ့တရားတွေအဲ့ဓာတွေကိုဓီရာသမာဓိကိစ္ဆန္တိအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာလက်ကရရှိကြတယ်ပညာမရှိလို့ရှိရင်ဒါတွေကိုမသိနိုင်ကြဘူးဒါကြောင့်မို့အပ္ပမတ္တဝိသက္ခဏာစဉ်စဉ်စားစားနော်တွေးခေါ်ထားကြဖို့ဝိသက္ခဏာဆိုတာဆင်ញင်သုံးတတ်တယ်အရာခသိကိုအမတ်တမဲ့မနေဘဲနဲ့ဆင်ញင်သုံးတတ်ရမယ်အပ္ပမတ္တကိုရှိတဲ့အခြေအနေလေးကိုယဉ်မှုမနေကြနဲ့သူတို့ဆိုလို့တာမယဉ်မှုတဲ့ပုဂ္ဂိုလ်ယဉ်မှုတယ်ဆိုတာဘာတော့ယာရုလေးရထားရင်ဒီယာရုလေးနဲ့ကျင့်တတ်တယ်စီးပွားဥစ္စာဖြစ်ရင်စီးပွားဥစ္စာလေးနဲ့ကျင့်တတ်တယ်လက်ရှိဘဝလေးမှာဆိုလက်ရှိဘဝလေးနဲ့ကျင့်တတ်နေတယ်ဒီတဲ့အစင်းမြင့်တဲ့အလုပ်တစ်ခုကိုလုပ်ဖို့ရလူတွေဟာမေ့လျော့နေကြတယ်အဲ့ဒါကိုယဉ်မှုတယ်လို့ခေါ်တယ်ယဉ်မှုတယ်ဆိုတာကျင့်တတ်နေတာကိုယ့်အခြေအနေလေးနဲ့လူတွေဟာကျင့်တတ်နေကြတာအဲ့တော့ကျင့်တတ်တယ်ဆိုတာမကောင်းဘူးလားလို့ပြောမယ်ဆိုလို့ရှိရင်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုမလှုပ်ဖဲနေရင်
ဆုံးရှုံးမှုတွေကအများကြီးဖြစ်တယ်ကိုယ်ဟာလေးနဲ့ကိုယ်ကျေနပ်နေနော်ကျေနပ်တယ်ဆိုတာရစ်မှုနေတာဆိုလို့တယ်ကဲရစ်မှုပုံကဘယ်လိုတွေရစ်မှုကြတော့ဆိုတာထင်ရှားအောင်ပြောရမယ်ဆိုရင်လူငယ်လူရွယ်လေးတွေဟာဘာနဲ့ရစ်မှုလဲဆိုရင်သူတို့ရဲ့နုပြိုတဲ့အရွယ်နဲ့သူတို့ကရစ်မှုတယ်လူငယ်ဆိုတာလူငယ်စိတ်လေးနဲ့ရစ်မှုနေတာလူငယ်စိတ်နဲ့ရစ်မှုနေသည့်အတွက်ကြောင့်သူဟာကောင်းတာလုပ်ဖို့အရေးကြီးတာလုပ်ဖို့မကြိုးစားဖြစ်ဘူးတတိပဋ္ဌာဖြစ်ဘူးအဲ့ဒါကိုယုပနမထလို့ခေါ်တယ်နုပြုတ်တဲ့အရွယ်လေးမှာရစ်မှုနေတာကျင့်တတ်နေတာလေဒါလေးနဲ့လူငယ်လူရွယ်လေးဟာကျင့်တတ်ပြီးတော့နေကြတာကိုယ့်ဘဝမှာပြောသလိုနေကြတယ်ကျင့်တတ်ကြတယ်ခြေနေတစ်ခုကျင့်တတ်တယ်အဲ့ဒီကျင့်တတ်နေတာဟာထာဝရလားကိုကျင့်တတ်နေတဲ့နုပြုတ်မှုဟာထာဝရလားဆိုဘယ်မှာတော့သိမကြောက်ဘူးလူဘဝရလာပြီးတော့သိမကြောက်30 40လောက်50လောက်ရောက်လာပြီဆိုရင်နုပြုတ်မှုတွေကဆုံးရှုံးသွားပြီလေတဖြည်းဖြည်းဆုံးရှုံးသွားခေါင်းပေါ်ဆိုရင်နေရာဖြူဆေးဆိုးရဖို့လိုးလာပြီသွားတွေကကျိုးလာပြန်ဆိုင်ဖို့လိုးလာအဲ့တော့ကိုကတော့ပျော်လို့မပြီးသေးဘူးအဲ့တော့နုပြုတ်မှုပေါ်မှာလဲသူဟာရင်မှုတတ်တယ်ကျမ်းမာနေလို့ရှိရင်လဲကျမ်းမာမှုပေါ်မှာငါကျမ်းမာတယ်ငါလုံနိုင်တယ်ဆိုတဲ့အနေအထားမျိုးပေါ်မှာလဲလူဟာကျင့်တတ်နေတယ်အဲ့ဒီကျင့်တတ်နေတာရင်မှုနေခြင်းပဲအေးကျမ်းမာနေတဲ့လူတယောက်ကငါမှဘာယောဂမှမဖြစ်ဘူးလို့ကျင့်တတ်နေတဲ့အချိန်လေးမှာကောက်ခါငင်ငါယောဂတစ်ခုရပြီဆိုရင်ယူကြုံမရဖြစ်သွားအဲ့ချာဖြစ်ရနေခြင်းအဲ့လိုဖြစ်တယ်နော်အဲ့ဒါအာရောချမရလို့ခေါ်တယ်ကျမ်းမာတဲ့အပေါ်မှာရင်မှုပြီးတော့ကျမ်းမာတော့ငါဘာအကျိုးရှိတာလောဘမလဲဆိုတာကိုမစင်စားဘူးကျမ်းမာလို့သွားလိုက်မယ်လာလိုက်မယ်စားလိုက်မယ်လှုပ်လိုက်မယ်ကြိုင်လိုက်မယ်ဆိုတဲ့အပေါ်မှာပြောသလိုနေလိုက်မယ်ဆိုတာတွေနဲ့ရင်မှုနေတယ်အေးငါဘဝဟာထာဝရမဟုတ်ဘူးကျမ်းမာနေတာလဲထာဝရမဟုတ်ဘူးဆိုတာကိုတတိတဲ့ခေါင်းထဲကိုထည့်ကိုမထည့်ဘူးဟောအဲ့လိုမထည့်သည့်အတွက်ကြောင့်မကျမ်းမာမှုနဲ့တွေ့လာတဲ့အခါကျမှကျမ်းမာမှုဆုံးရှုံးသွားပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲသူဖြေရလေခြင်းဆိုတော့ကဝင်လာထို့တူပဲလူတွေဟာအသက်ရှင်နေသေးလို့ရှင်ဇီဝိတမထလို့ခေါ်တယ်သက်ရှင်မှုပေါ်မှာယဉ်မှုကြတယ်အဲ့ဒီလိုယဉ်မှုကလည်းပဲတည်သွားတဲ့လူတွေတွေ့ရင်သူကဘာကြောင့်တည်တာအစားမလို့တည်တာပဲသွေးတက်လို့တည်တာဘာဖြစ်လို့မစင်ញင်လို့အရက်တွေတောက်လို့စသဖြင့်တည်တဲ့လူပဲအပြစ်တင်ပြီးတော့အကုန်လုံးပြောကြတယ်နော်တည်မှာပေါ့ဒီလူကဘာလုပ်တာကိုကြတော့တည်မယ်လို့ထင်မှမထင်တာနော်အဲ့ဒီလူတွေပြောပြီးတော့အသက်ရှင်မှုပေါ်မှာယဉ်မှုပြီးတော့ထုံးစံအတိုင်းပဲနေပြန်တာပဲဘယ်တော့မှတရားမလုံနိုင်သေးဘူးဒါမှအားသေးဘူးအလောကရှိသေးတယ်တခြားလောကအရေးကြီးတယ်နော်ဒီဟာကိုရက်ရွှေ့လိုက်တယ်လာတွေရွှေ့လိုက်တယ်နှစ်တွေရွှေ့လိုက်တယ်တရားနဲ့ပတ်သက်ပြီးစဉ်းစားဖို့ရခေါင်းထဲမှာမထားဘူးရွှေ့ထားတယ်ဟောပြုတ်ကနေတည်တော့မယ်ဆိုတဲ့အခါကျဒုက္ခရောက်ပြန်ရောအဲ့ဒါရှင်မှုတယ်ဆိုတာအဲ့ဒီအတိပ္ပယ်ကိုပြောတာနော်အဲ့ဒါကြောင့်မလို့အပ္ပမတ္တာရှင်မှုမေ့လျော့ခြင်းကင်းပြီးတော့ဝိသက္ခဏာကိုရထားတဲ့အခြေအနေတစ်ခုမှန်မှန်ကန်ကန်ဆင်ញင်သုံးသပ်တတ်တဲ့ဒီတာပညာရှိပုဂ္ဂိုလ်တွေသာလျှင်ခုနပြောတဲ့တကယ်ကိုအထွတ်မြတ်ဖြစ်တဲ့တိမ်မွေးတဲ့နိဗ္ဗာန်ဆိုတဲ့တရားအငြိမ့်တက်ကိုရရှိနိုင်ကြတာဖြစ်တယ်သူတော်ကောင်းတဲ့ပေါင်းမှဒါတွေကိုရနိုင်တယ်သို့မဟုတ်ဆိုရင်ဒါတွေရကောင်းမှတောင်မသိဘူးလို့ဒါကြောင့်သူတော်ကောင်းတွေနဲ့ပေါင်းပါလို့ရှင်ပုံနာကဒီလိုဆုံးမစကားအမှတ်တရစကားကိုပြောကြားခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပရိသတ်တို့ရှင်ပုံနာမထေမြတ်ရဲ့အမှတ်တရစကားကိုနာယူမှတ်သားပြီးတို့တွေဟာရှိနေတဲ့အခြေအနေတစ်ခုပေါ်မှာရေမှုမနေပဲနဲ့လှုပ်တဲ့လှုပ်တတ်တာတွေလုံးဝကြိုးစားအထောက်မှဖြစ်မယ်ဆိုတာကိုစီတတိချက်ပြီးတော့ကြည်ကြံ